အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Morris ပါကျွန်တော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ဗီဒီယိုမှာဆိုရင်ကျွန်တော်ကဒီ time မှာအဝတ်လျှော်စက်မှာအဝတ်သွားလျှော်တဲ့အခါမှာဒီအကျွေးစည်းတွေကိုသုံးပြီးတော့ဘယ်လိုအဝတ်လျှော်အောင်လဲဆိုတာကိုပြပြခဲ့ပါတယ်အဲ့ဒီဗီဒီယိုလေးကိုမကြည့်ရသေးဘူးဆိုရင်တော့အောက်က description မှာဖော်ပြထားတဲ့ link မှာတွားရောက်ကြည့်ရှုနိုင်ပါတယ်အခုဒီဗီဒီယိုမှာဆိုရင်ကျွန်တော်ကဒီလားတူပဲဒီရေတန်းဆက်မှာကိုယ်တိုင်ရေသွားဖြစ်တဲ့အခါမှာအကျွေးစည်းတွေကိုသုံးပြီးတော့ဘယ်လိုရေဖြစ်မလဲဆိုတာကိုလိုက်ပြချင်ပါတယ်အားလုံးပဲကျွန်တော်လိုက်ခဲ့ပါထိုင်းမှာဒီရေတန်းကိုဝယ်တောက်ကြတဲ့အခါမှာအဓိကအဖြစ်နှမျိုးရှိတယ်ဒီရေတန်းဆက်မှာရေဘူးကိုကိုယ်တိုင်ယူသွားပြီးတော့အကျွေးစည်းတွေနဲ့တောက်ဖြစ်ရတယ်ကိုယ့်ရဲ့မြို့နယ်လိုက်တစ်ပတ်တစ်ခါ9ရက်တစ်ခါဒီရေတန်းဆက်ကုမ္ပဏီတွေကနေရေတွေကိုချင်းလိုက်မှာပြီးတော့ဝယ်တောက်တာမျိုးအဲ့လိုပုံစံမျိုးရှိပါတယ်ကျွန်တော်ကအခုဒီရေတန်းဆက်မှာရေဖြစ်ပုံဖြစ်နေလေးတတ်ပေးကြပါတယ်တူသွားကြရအောင်โอเคပါအခုဆိုရင်ကျွန်တော်ကဒီရေတန်းဆက်ရှိကိုရောက်လာပြီဒီလိုမျိုးရေတန်းဆက်တွေကဒီအဆောင်တိုင်းလူရဲ့ဒီနားမှာတွေ့ရပါတယ်အခုလိုမျိုးဒီရေတန်းဆက်ရဲ့အဝတ်လျှော်ဆက်တွေကိုတွဲပြီးတွေ့ရလို့ရှိရင်ဆိုတော့ဒီရေတန်းဆက်ကသူကကိုယ်တိုင်ယူပြီးရေထည့်ရတဲ့ရေတန်းဆက်မျိုးဒီမှာဆိုရင်ဒီရေတန်းဆက်တွေက3လီတာဖြည့်တိုင်းတစ်ပတ်ပေါ့နော်တနည်းအားဖြင့်ဒီလိုမျိုး6လီတာဘူးတွေဆိုရင်တစ်ပတ်ထည့်ပြီးတော့ဖြည့်လို့ရတယ်အရင်လဲတန်ပေါ့နော်ဒီမှာဆိုဒါအကျွေးစည်းတွေလက်ခံလဲဆိုရင်တစ်ပတ်တန်5ပတ်တန်နဲ့10ပတ်တန်တွေကိုလက်ခံမီးစိမ်းနဲ့မီးနေပြီးပါလဲပေါ့နော်မီးစိမ်းအောင်လေးကဒီဆက်အလုပ်နေတယ်3နိုင်တယ်ဆိုတော့ပြောတယ်ဒါပေမဲ့မီးလေးနေမယ်ဆိုရင်တော့ဆက်က functioning မဖြစ်ဘူးသုံးလို့မရအောင်ဆိုပြောရပါတော့ပြီးရင်ခါမှာဒီဘူးတွေဒီလိုဘူးတွေက7 level မှာလည်းဝင်နိုင်တယ်သူရဲ့ brand မှာမူတည်ပြီးတော့ဈေးမျိုးရှိတယ်ဒီ30ကနေ50အထိဒီလိုမျိုးဘူးတွေကိုစီးပိတ်ပြီးသားဘူးတွေကို7 level မှာဝင်နိုင်ပါတယ်ဒီဘူးလေးတွေကဒီ set နဲ့ကွက်တိလောက်ထားတာပေါ့နော်ဆက်ကိုဖွင့်လိုက်မယ်ဆိုရင်ဒီမှာဒီဘူးကိုခံဖို့ခံနေထားတာပြည့်ဆိုတော့ကွက်တိပဲဒါလေးကိုခံမယ်ဆိုရင်ဒီမှာဒီဆင်းတဲ့အပေါက်တွေရှိတယ်ဒီအောက်မှာကွက်တိခံโอเคခံပြီးသားပြီဆိုတော့မှကိုကကျွန်တော်တို့အကျွေးကြီးခံမယ်ပေါ့နော်အကျွေးစီးကသူကအရှေ့ကပြောခဲ့လို့ပဲတစ်ပတ်နှစ်ပတ်5ပတ်10ပတ်မျိုးလုံးထည့်လို့ရတယ်ကိုကတစ်စိမ့်ချင်းထည့်လို့ရတယ်ပေါ့နော်အရင်ဆုံးကျွန်တော်ကတစ်ပတ်တန်ထည့်ပြီးတော့အရင်ဆက်ထည့်လိုက်မယ်ထည့်လိုက်ပြီးဆိုရင်ဒီမှာ1ဆိုပြီးကိုတစ်ပတ်ထည့်ထားတော့ပေါ့ပြီပြီးရင်ခလုတ်လေးစနှိပ်လိုက်မှအရင်ကစပြီးလို့ဒီဝါလေးလေးနဲ့ဆိုရင်ဒီတော့ဒီထုတ်နေစက်ကဒီလုံးလုံးနဲ့ဆိုတော့ဟုတ်ပြီကျွန်တော်ကဒီတပတ်ပဲထည့်ထားတာဖြစ်လို့တပတ်စာဖို့3လီတာဖို့ရေတူထည့်ပြရတဲ့စက်ကရက်သွားပါတော့ဆိုတော့ဒီဘူးက6လီတာဘူးဖြစ်တဲ့အတွက်ကြောင့်တဝက်လောက်ကျန်နေသေးတယ်အဲ့တဝက်ကိုထည့်ဖို့အတွက်ကျွန်တော်ကနောက်ထပ်တပတ်ထည့်နော်ထည့်လိုက်ပြီဆိုရင်တပတ်ဖြစ်သွားတယ်ထည့်ပြီးတော့လုပ်မယ်โอเคဆိုတော့ပြီဒီဘက်ဘောပတ်တိဖြစ်သွားပြီဆိုတော့ဒီရမယ်ရက်သွားပြီအကယ်၍များကိုကသက်ဆန်ထည့်ထားတယ်ပူထည့်မိတယ်ရေတွေကလည်းဆက်ထွက်လာမယ်ဆိုရင်ကိုကအရေးပေါ်ဒါလေးနှိပ်လိုက်ပြီးတော့ရေထွက်တာရက်လိုက်လို့ရတယ်နော်
ဆိုတော့ရှန်သွားရင်လည်းဒါလေးနှိပ်ပြီးတော့ရက်လိုက်လို့ရတယ်ဆိုတော့ကျွန်တော်တို့ခုလူတင်တဲ့ရေလည်းရပြီးပြီဒီဖြစ်ပြီဆိုရင်တန်းတယ်ပုံလေးပိတ်ဆိုတော့ဒီလိုမျိုးဒီတန်းဆက်တွေကဒီအဆောင်တိုင်းလိုမှာတွေ့ရမယ်ဒါပေမဲ့အဆောင်တိုင်းလိုဒီလိုမျိုးတန်းကြက်တွေ့ရဖို့တော့သိမျောလင်းလို့မရဘူးပေါ့နော်တချို့အဆောင်တွေဆိုရင်တန်းရှင်ပုံမှန်မလုပ်တဲ့ခါမှာကြီးတွေရင်းကြီးနဲ့ရှိနေတယ်လို့တွေ့ရတယ်နောက်ပြီးတော့တချို့ကျတော့ဒီရေကိုတောက်တဲ့ခါမှာအရသာမကောင်းဘူးကျန်းမာရေးကမကောင်းဘူးလို့လည်းပြောကြလေးရှိရပါတော့အဲဒါဆိုဒီဆက်တွေကိုချွေရလည်းမယုံကြဘူးအဲ့လိုမယုံတဲ့ချိန်မျိုးဆိုရင်ဒီတခြားရေမာနီးဖြစ်တဲ့ကုမ္ပဏီတွေကနေရေကိုကတ်လိုက်မှာပြီးတော့ဝယ်တောက်တာလည်းစိတ်ချတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်ဘလို့ဆိုရင်ခိုင်းကိုလာကြမဲ့မိတ်ဆွေတွေအနေနဲ့ကိုယ့်ရဲ့ဒီအဆောင်ရှိမှရှိတဲ့ရေတန်းဆက်တွေကိုသုံးတဲ့အခါမှာဘယ်လိုသုံးမလဲပြီးရင်ဘယ်လိုအကျွေးလေးတွေနဲ့ဘယ်လိုဆောင်ရန်ရှောင်ရည်ရှိလဲဆိုတာကိုပြောပြပေးတော့တဲ့အခါမှာနားလည်မယ်လို့ပြောနေပါတယ်ဒီရေတန်းဆက်ကိုသုံးခဲ့ပြီးတဲ့မိတ်ဆွေတွေအနေနဲ့လည်းကိုယ့်ရဲ့ပထမဆုံးအတွေ့အကြုံတွေကို sharing လုပ်ပေးရမျိုးကို comment section မှာပေးဖို့ဖိတ်ခေါ်ပါတယ်ပြီးတော့အခြားသောအတွေ့အကြုံတွေကိုလည်းဝင်ငှပေးဖို့ဖိတ်ခေါ်ပါတယ်လို့အားလုံးပဲကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော် See you